ကျွန်တော်နဲ့နှင်းနဲ့ချစ်ခဲ့ကြတာချစ်သူရှိစားဖြစ်ကြရုံတသက်ပေါ့ပေါ့လေးသဘောထားပြီးချစ်ခဲ့ကြတာမဟုတ်ပါဘူးတယောက်ကိုတယောက်လေးလေးဆဆနဲ့ဒီတပံတတဆုံပေါင်းချဖို့အတွက်ကိုရည်ရွယ်ပြီးချစ်ခဲ့ကြတာအဲတော့အန်တီဘက်ကသဘောတူလာနိုင်တဲ့အထိကျွန်တော်အစွမ်းကုန်စူးစမ်းပြီးညှိနှိုင်းသွားမှာပါညှိနှိုင်းလို့မရဘူးဆိုရင်ဟိုဇူတီလောက်တာတွေခိုးပြေးတာတွေလုပ်မလုပ်ပါဘူးအန်တီအဲ့လိုလုပ်တယ်ဆိုတာလူအပ်ချက်တစ်ခုခုရှိတဲ့သူတွေလုပ်ကြတာပါကျွန်တော်ကတော့အန်တီသဘောတူလာတဲ့အထိအစွမ်းကုန်စူးစမ်းပြီးညှိနှိုင်းမှာပါလေးစားပါတယ်တောင်းအန်တီလေးစားပါတယ်အဲ့တော့အခုတောင်းမရည်ရွယ်တဲ့လူရှိတာကိုဖေရောသိပြီလားဖေမသိသေးပါဘူးအန်တီအဲ့ဒါကလည်းဟိုကျွန်တော်ဖေကိုအသိမပေးခြင်းသေးလို့မဟုတ်ပါဘူးဖေကကျွန်တော်ရဲ့စိတ်ကိုသိပါတယ်ကျွန်တော်ဖြူရဲဆိုရင်ဖေကမဲမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကအချိန်နီးလာမှပဲအသိပေးမယ်လို့ရည်ရွယ်ထားလို့ပါဒါဖေနာမည်ဦးဩကာဆိုဥကာဆိုတိတ်မကြခင်မှာသူပြန်ပြီးတတိရလာတယ်တတိလည်းရလာရောငါနဲ့နှင်းနဲ့ကိုလုံးဝမကြည့်တော့ဘူးစကားနဲ့တခုမှမပြောတော့အဲ့ဒါနဲ့ငါလည်းခဏလည်းနေရောပြန်လာခဲ့လိုက်တယ်ဒါဆိုရင်မင်းကိစ္စကြီးကမတင်မကြဘူးငါလည်းမပြောတတ်တော့ပါဘူးကွာစတုတွေချင်းပြောတဲ့စကားတွေကလည်းဘာတွေမှမသိဘူးကွာငါနဲ့နှင်းနဲ့ကိုသဘောမတူဘူးဆိုလို့ရှိရင်ငါ့ကိုဘာလုပ်မှလဲသူ့သမီးကိုခိုးပြေးမှလာတယ်အစတွေကသဘောတူခြင်းနဲ့စိတ်မရှိဘူးနဲ့တူတယ်မင်းရောဘယ်လိုသဘောရကွာအစတွေကသဘောမတူဆိုလို့ရှိရင်လည်းငါ့ကိုဘာဖြစ်လို့ခေါ်တွေ့သေးလဲသူနှင်းကိုပြောလို့ရှိရင်လည်းရတာပဲလေနှင်းကလည်းအမေကိုစန့်ကျင်မဲ့သမီးမျိုးတော့မဟုတ်ဘူးကွာမင်းအဖေရဲ့နာမည်ကိုပြောလိုက်အခုလိုဖြစ်သွားတယ်ဆိုတော့မင်းအဖေနဲ့သူနဲ့တခုပတ်သက်ခဲ့တာမျိုးမဖြစ်နိုင်ဘူးလားတည်သိနိုင်ပါမလဲကွာဦးဥက္ကာဆိုးဆိုတာဒီကဘာမှာငါ့ဖေတယောက်တည်းရှိနိုင်တာမှမဟုတ်တာသူနဲ့ပတ်သက်ခဲ့ဘူးတဲ့ဥက္ကာဆိုးဆိုတာငါအဖေပါလို့သူဘယ်လိုချက်ချင်းကောက်ချက်ချနိုင်ပါလဲချနိုင်တာပေါ့သူရင်ဟာမင်းနဲ့မင်းဖေကရုပ်ချင်းအရန်တူတာကိုကွာမမေဘာဖြစ်သွားတယ်ဆိုတာကိုမပြောတော့ဘူးသမီးဘာဖြစ်တဲ့လဲဆိုတာပဲမမေပြောမယ်သူရင်ဆိုးကိုလုံးဝမပတ်သက်နဲ့တော့သမီးဘာဖြစ်လို့လဲဆိုတော့မမေကိုမမေးပါနဲ့သမီးပြောပါမမေရုတ်တရက်ဖြစ်သွားတဲ့အနေအထားတွေအားလုံးအတွက်သမီးနဲ့တော်တော်လေးစိတ်ထိခိုက်နေမယ်ဆိုတာမမေနားလည်ပါတယ်မမေကမမေကျမ်းမာရေးကိုအကြောင်းပြပြီးတော့မမေလိုချင်တာကိုဆွဲယူမဲ့အနေအထားမျိုးလုံးဝမဟုတ်ဘူးသမီး
ကိုလူကိုချွန်တတ်တဲ့အရွယ်လဲရောက်ပြီပညာလဲစုံနေပြီဆိုတော့မိဘနဲ့တဟဇာတာမဖြစ်လို့ကိုလန်းကိုရှောက်မယ်လို့ဆုံးဖြတ်မယ်ဆိုရင်လေသမီးဆုံးဖြတ်ခွင့်ရှိပါတယ်ပြင်းထန်ပူလောင်တဲ့အချစ်စိတ်တွေကြောင့်သမီးမမေရဲ့မေတ္တာကိုအထင်လွဲပြီးမမေကိုအပြစ်မြင်မယ်ဆိုရင်လေသမီးကြိုက်တာလှုပ်သွားလို့ရတယ်မမေကအမွေဖြတ်ဆွတ်လွတ်တာတို့တားတာစီတာတို့မမေဘာမှမလုပ်ပါဘူးမမေကအရေးမကြီးပဲနဲ့ဘယ်ကိစ္စမျိုးကိုမှမတားဆီးဘူးဆိုတာသမီးသိတယ်နော်ကြီးမားတဲ့ပြဿနာတစ်ခုခုတော့ရှိလိမ့်မယ်ထင်တယ်နော်ဟိုလေနင့်ကိုရိုးရိုးရိပ်ရိပ်လေးတော့မပြောပြဘူးလား ပြောပြဖို့နေနေတော့ဟာအမေတော့မခံဘူး သူတွေရောသိပြီးသွားပြီလား သူ့ကဖုန်းဆက်ပြီးပြောလိုက်တယ် သူတော်တော်စိတ်ထိခိုက်သွားမှာပဲနော် စိတ်ထိခိုက်တာလည်းဟာနားမလည်နိုင်တာပိုခက်တယ်ဘာကြောင့်ဆိုတာသိရလို့ရှင်ငါတို့ကတခုတော့ပြင်ဆင်လို့ရတာပေါ့ဟာ သိကြတာကတော့နူးနူးနဲ့ပတ်သက်တဲ့ပြဿနာမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတွေငါတို့သိသမျှလူတွေထဲမှာပြဿနာအရှင်းဆုံးလူတွေဒါဆိုလူကြီးတွေပတ်သက်တဲ့ကိစ္စပဲဖြစ်ရမယ် ငါလည်းအဲ့လိုပဲထင်တာပဲနော်ဒါပေမဲ့ကဲကဲချင်းဖြစ်တဲ့အမေကဘာမှမပြောတော့ဖြူတိရဖို့ခက်တယ် ဟဲ့ဟိုနင့်မှာဘာကြီးရှိကြမလားဟိုနင့်ကကြီးကိုမေးကြည့်ရင်ရောမသိနိုင်ဘူးလား ဘာရက်တိလို့ငါ့အကုန်လုံးပြန်ပြောပြရင်တော့တိုင်းတက်လုံးပါ အဲ့ဒါဆိုရင်နင့်အချိန်ဆွဲနေနေတော့မိဘကြီးတာမြန်မြန်သွားမေးလိုက်တော့ ဘာသမီးအခုလာတာကိုလေမမေကိုမသိစေနဲ့နော် သမီးဘဝစီကိုလာမယ်ဆိုတာသမီးမိမိရဲ့ကြိုသိပြီးသားပါမနေ့ကပဲဘဝစီကိုဖုံးဆက်တယ် ဒါဆိုရင်ဘာရက်သမီးတို့အကြောင်းတွေကိုသိနေရပေါ့သမီးတောင်းမှမှာလေဘာရက်သမီးကိုပြောပြပါနော် သမီးလူကြီးမိဘတွေကမပတ်သက်စေခြင်းမပတ်သက်ပဲနေလိုက်ရင်ပြီးတာပဲသမီးရဲ့ ဘာကြောင့်လဲဆိုတာသမီးမသိရပဲနဲ့သမီးမလိုက်နိုင်ဘူးဘာရက် ဘာကြောင့်မှမသိပဲနာမည်တစ်ခုကိုကြားလိုက်တာနဲ့တတိလစ်တဲ့ထီအောင်ဖြစ်သွားတယ်ဆိုတော့သမီးမိမှာထိကြိုက်နာကျင်စရာတစ်ခုခုရှိလို့နေမှာပေါ့သမီးရဲ့ ဘာကြီးပြောသလိုထိခိုက်နာကျင်စရာရှိတယ်ဆိုရင်လည်းသမီးသိတဲ့နာပေါ့ဒီလောက်မတော်နဲ့ဆိုရင်လည်းဘာကြောင့်မတော်ခိုင်းတာလဲဆိုတာတော့သမီးကိုပြောပြတဲ့နဲ့အခုကအကြောင်းပြချက်ခိုင်ခိုင်လို့မရှိပဲနဲ့သမီးကိုတားဆီးထားတော့သမီးအရှဲခံစားရတယ်ဘာကြီးရဲ့ သမီးအဲ့ဒီလမ်းကိုမျက်စိလဲလှမ်းမာပြီးရောက်သွားတဲ့လူကြီးသူမတယောက်ကအဲ့ဒီလမ်းမှာတားရဲ့တလိษံကြီးနာနာဘဝတွေနဲ့ကြုံခဲ့ဘူးလို့နောက်လူတွေမသွားစေခြင်းလို့အချင်းချင်းပြီးပြောတာဖြစ်မှာပေါ့အဲ့ဒါကိုသမီးလေးကနားလေပေးခြင်း ဘာလဲအမေအကိုလိုမပြောအောင်အမေနဲ့အတူတူပဲသမီးကဘယ်သူမှမတန်လားကြဘူး